အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကာမစမှုရိပ်အောင်မှာအားလုံးနေကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ခင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေသင်တဲ့မိသားစုအိမ်တူအိမ်သားအရောက်စီတိုင်းကိုထာဝရဘုရားကောင်းချီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ဖျားနာနေတဲ့သူတွေဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေဘဝအသက်တာထဲမှာအခက်အခဲပြဿနာမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားသခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ရှာလုံအားလုံးပေါ်မှာထာဝရဘုရားထံမှလာတော့ငြိမ်သက်ခြင်းသက်ရောက်ပါစေဘုရားသခင်ရဲ့ကျေးဇူးတော်တက်ကြောင်း2026ခုနှစ်ရဲ့မတ်လ23ရက်နေ့ကိုရောက်ရှိလို့လာပါပြီဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားသခင်ရဲ့ကျေးဇူးတော်အပေါင်းကိုချီးမွမ်းပါတယ်ကျေးဇူးတော်မနဲ့ခင်ဖြစ်တယ်ဒီနေ့ကသင်တကားမှမရောက်ဘူးတည်းတဲ့နေ့ရက်သစ်ဖြစ်တယ်ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာတွေနဲ့အသစ်တော်ဘုရားရဲ့ကရုဏာလက်ဆက်တဲ့ကျေးဇူးတော်ကိုခံစားရရှိမဲ့နေ့ရက်ဖြစ်တယ်ညဦးရံမှာဝမ်းနည်းခြင်းလာရောက်ပြီးတဲခိုတော်လဲနနက်ရံမှာတော့တချင်းဆိုရတဲ့ခွင့်ဝမ်းမြောက်ရှင်လန်းရတဲ့ခွင့်ဘုရားပြင်ဆင်ထားပါတယ်သင်ဘဝအတ္တတစ်ခုလုံးကိုဘုရားရဲ့ကျေးဇူးတော်နဲ့ကရုဏာတော်ကပတ်စည်းထားတယ်ဘုရားရဲ့ကျေးဇူးပြုခြင်းတွေကဝန်းရံထားတယ်တခါတရံသင်အနေနဲ့လက်လျှော့လိုက်ရပြီအရှုံးပေးလိုက်ရပြီလို့ထင်ထားတဲ့အိမ်မက်တွေယူပါယုံတွေတခါတရံသင်ဆုတောင်းထားတဲ့ဆုတောင်းချက်တွေသင်ကိုယ်တိုင်မေ့လျော့သွားတဲ့အချိန်တွေရှိကောင်းရှိမယ်သို့တော့ဖခင်ကသင်ကိုဘယ်တော့အခါမှမမေ့လျော့ဘူးဖြစ်ပါတယ်ယာကုပ်ကသူ့ဘဝအသက်တာထဲမှာငယ်ရွယ်စဉ်အချိန်ကလေးကမိဘတွေနဲ့ဝေးကွာခဲ့ရတယ်အကိုဖြစ်တဲ့အေးသောရဲ့ရန်ကိုကြောက်ရွံ့တဲ့အတွက်မိခင်ရေဘက်ခါကတူဦးလေးဖြစ်တဲ့လာဗန်အိမ်မှာတွားရောက်ပြီးပုံခိုစေခဲ့တယ်တနည်းအားဖြင့်ကြောက်ရွံ့စိုးရိမ်ခြင်းတွေနဲ့ပြေးလွှားနေရတဲ့ယာကုပ်မောပန်းနေတဲ့ယာကုပ်ကိုဖခင်ကအတွေ့ခံခဲ့တယ်ယာကုပ်ကဖခင်ကိုရှာတာမဟုတ်ပဲနဲ့ဖခင်ကယာကုပ်ကိုကြီးမားတဲ့မျက်တာနဲ့လိုက်ရှာခဲ့တယ်ထို့အတူပဲမိတ်ဆွေရဲ့ဘဝအသက်တာထဲမှာပြန်ပြီးစဉ်းစားကြည့်ပါမိတ်ဆွေသင်တဲ့ကျွန်ုပ်ကိုဖခင်ကပဲလိုက်ရှာခဲ့တယ်ဖခင်ကဥစွာချစ်ခဲ့တယ်မဟုတ်လားကပောက်ကျမ်းခန်းကြီး28အပိုင်ငယ်18ကနေ19မှာနက်နက်စောစောယာကုပ်ဒီထား၍ခေါင်းအုံတော်ကြောက်ကိုယူရဖြစ်မတ်တိုင်ဖြစ်စေလျက်ထူထောင်ပြီးလျင်ကြောက်ထိတ်ဖျားအပေါ်၌စီကိုလောင်းလေ၏ထိုအရက်ကိုလည်းဘေတလအမည်ဖြစ်မဲ့လေ၏ထိုမြို့၏အမည်ဟောင်းကဥလန်လူဇဟူတတီအေးတော်ရဲ့ရန်ကိုကြောက်ရွံ့ပြီးပြေးလွှားနေရတဲ့ယာကုပ်မောပန်းနေတဲ့ယာကုပ်ကိုဖျားခင်အတွေ့ခံခဲ့တယ်ကပောက်ကျန်ခန်းကြီး28အပိုင်ငယ်73ကနေ79မှာထာဝရဘုရားသည်လေကားထက်၌ရပ်တော်မူလျက်ငါသည်တင်အဘအာဗြဟံ၏ဖျားဣဇက်၏ဖျားသည်ဟုသောထာဝရဘုရားဖြစ်၏တင်အိတ်တော်မြေကိုတင်နှင့်တင်ဤအမျိုးအနွယ်အားငါပေးမည်တင်ဤအမျိုးအနွယ်သည်မြေမုန့်ကဲ့သို့များပြားလိမ့်မည်အရှိအနောက်တောင်မြောက်လေးမျက်နှာအရပ်တို့နံ့ပြားကြလိမ့်မည်တင်နှင့်တင်အမျိုးအနွယ်အားဖြင့်လူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ငါသည်တင့်ဘက်မှရှိ၏တင်တွားလေရာ၌ငါဆောင်မမည်ဤပြည်တို့တဖန်ဆောင်ခဲ့အောင်မည်ဂတိထားသည့်အတိုင်းမပြည့်စုံမည်သင်ကိုငါမစွန့်ဟုမိန့်တော်မူ၏ယာကုပ်သည်အိပ်ပျော်ရာမှနိုးလျင်အကယ်စင်စစ်ထာဝရဘုရားသည်ဤအရပ်၌ရှိတော်မူ၏ရှိတော်မူကြောင်းကိုငါမသိဤအရပ်ကအဘယ်မျှလောက်ကြောက်မဲ့ဖွယ်ဖြစ်သည်တကားဤအရပ်ကအခြားမဟုတ်ဘုရားခင်ဘုံဗိမာန်ကောင်းကင်တကားဝဖြစ်သည်တကားဟုကြောက်ရွံ့ခြင်းတို့ရောက်၍ဆို၏မောပန်းနေတဲ့ယာကုပ်ကြောက်ရွံ့ခြင်းတွေနဲ့ခရီးသွားနေရတဲ့ယာကုပ်မျောလင့်ချက်တွေကင်းမဲ့နေသလိုသူတကားမှမလျှောက်ဘူးတဲ့လမ်းကိုရှောက်နေရတဲ့ယာကုပ်ကိုဖခင်အတွေ့ခံပြီးကောင်းကြီးပေးစကားပြောခဲ့တယ်။သင်အမျိုးအနွယ်သည်မြေမုန့်ကဲ့သို့များပြားလိမ့်မည်။အရှိအနောက်တောင်မြောက်လေးမျက်နှာအရပ်သို့နှံ့ပြားကြလိမ့်မည်။သင်နှင့်သင်၏အမျိုးအနွယ်အားဖြင့်လူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်။ယာကုပ်ကိုကောင်းကြီးပေးစကားပြောတဲ့ကဲ့သို့ယနေ့ယုံကြည်သူမိတ်ဆွေကိုလည်းဖခင်နှုတ်ဆက်နေခြင်းဖြစ်ပါတယ်။ဖခင်အသင်ကိုကောင်းကြီးပေးတဲ့အခါတဦးတယောက်မိသားစုတစုစာအတွက်တာမကလူမျိုးနွယ်အသီးသီးအတွက်ပတ်ဝန်းကျင်ကိုကောင်းကြီးပေးတော်သူဖြစ်လာဖို့ဖခင်ကသင်ကိုကောင်းကြီးပေးခဲ့တာဖြစ်ပါတယ်။သင်အားဖြင့်လူမျိုးများစွာကောင်းကြီးခံစားရဖို့အတွက်ဖခင်သင်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဓမ္မဟောင်းကာလမှာတွေ့ရတဲ့ဂျေဇုတော်ဖြစ်ပါတယ်။ကျေးဇူးတော်ဆိုတာမထိုက်တန်တော်လဲဖခင်ရဲ့တနာခြင်းကရုဏာတော်အဖြစ်ရရှိတော်အရာကိုဆိုလိုတယ်။ယာကုပ်ကမနဲ့စောစောထပြီးတော့သူကောင်းအောင်တဲ့ကြောက်ကိုယူပြီးမတ်တိုင်တီလုတ်စိုက်တူခဲ့ပါတယ်။ဖခင်နဲ့တွေ့ဆုံခြင်းအမတ်တရားတွေကိုတင်စီထားခြင်းဖြစ်ပါတယ်။ချစ်တော်မိတ်ဆွေသင်ဘဝအသက်တာထဲမှာလဲဖခင်သင်ကိုကူညီမဆခဲ့တဲ့အရာတွေအချိန်မီကယ်တင်ခဲ့တဲ့အရာတွေဖခင်ကျေးဇူးပြုခဲ့တဲ့အရာတွေမိမိဖြစ်တင်တာထက်မိမိဖြစ်နိုင်တာထက်ကျော်လွန်ပြီးတော့ဖခင်ကျေးဇူးပြုခဲ့တဲ့အရာတွေဖခင်ရဲ့ကောင်းမြတ်
ခြင်းတွေအမတ်တရားတွေများစွာရှိနေမှာဖြစ်ပါတယ်ဒီအရာတွေကိုအမတ်ရဖို့လိုပါတယ်ခက်ခဲတဲ့နေ့ရက်ကာလတွေကိုဖြတ်သန်းရတဲ့အချိန်မှာအတိတ်မှာယေရှုပြုခဲ့တဲ့ဖခင်ကိုပြန်ပြီးအမတ်ရဖို့လိုပါတယ်အတိတ်မှာယေရှုပြုခဲ့တဲ့ဖခင်ရွေးနှုတ်ကယ်တင်ခဲ့တဲ့ဖခင်ကပြစ္ဆုတ်ပံမျက်မှောက်ကာလမှာလည်းတင့်ကိုယေရှုပြုနိုင်တယ်လမ်းပြပို့ဆောင်နိုင်တယ်လမ်းမရှိတဲ့တောအရက်မှာလမ်းကြီးကိုပြင်ဆင်ပေးနိုင်တော့ဖခင်မောပန်းနေတဲ့ယာကုပ်ကိုကောင်းကြီးပေးပြီးတော့နှစ်သိမ့်ခဲ့တဲ့ဖခင်ကဒီနေ့တင့်ဘဝအသက်တာကိုလည်းပြန်ပြီးနှစ်သိမ့်ပေးမယ်အကောင်းဆုံးသောအရာတွေနဲ့တင့်ကိုတက်တာစေမယ်ယာကုပ်ရဲ့ဘဝအသက်တာကိုပြန်ပြီးစဉ်းစားကြည့်ပါငယ်ရွယ်စဉ်ကလေးဘဝအရွယ်ကလေးကနေမိဘနဲ့ဝေးကွာခဲ့ရတယ်သူချစ်ရတဲ့ရာခေလနဲ့လက်ထပ်ဖို့ပြင်ဆင်ခဲ့ပေမဲ့ဖခင်ကလေးအားကိုပေးစားခဲ့တယ်လက်ဖျားခြင်းတွေနဲ့ပြည့်နေနေတဲ့ဘဝဖြစ်ပါတယ်အလိမ်အညာတွေနဲ့ပြည့်နေတဲ့ဘဝဖြစ်ပါတယ်သားသမီးတွေရလာတဲ့အချိန်မှာသား10ယောက်လုံးကဖခင်ယာကုပ်ကိုလိမ်လဲလက်ဖျားပြီးတော့ဖခင်ယာကုပ်ချစ်ရတဲ့ယောသတ်ကိုသေပြီလို့လဲစားခဲ့ကြတယ်အမျက်သနိုးသူ့ရဲ့လက်နဲ့ကိုယ်တိုင်ချုပ်ထားတဲ့ရောင်စုံအင်ကြီးကိုစုပ်ဖြဲပြီးတော့တွေးညီနှံ့တွေပေကြံနေတဲ့အပိုင်းအစတွေကိုယာကုပ်ကိုင်းပြီးတော့ဘလောက်တောင်မျောလင့်ခြင်းမဲ့နေမလဲဘလောက်တောင်ကြေကွဲဖို့ကောင်းတယ်လဲတားတွေ10ယောက်လုံးကဖခင်ယာကုပ်ကိုဝိုင်းပြီးလိမ်လဲလက်ဖျားခဲ့ကြတယ်သို့တော့ဖခင်ရဲ့အကောင်းမြတ်ခြင်းဖခင်ရဲ့ကရုဏာတော်ကယာကုပ်ရဲ့ဘဝကိုအလိမ်အညာတွေနဲ့အဆုံးမသက်စေခဲ့ဘူးသူမမျော်လင့်ရဲတော့တဲ့ယောသတ်ကိုဖခင်ချီးမြှောက်ပြီးတော့အီဂျစ်ပြည်မှာစီမံအုပ်ချုပ်ရတော်သူအဖြစ်ဂုဏ်အရှိန်ကြီးမြတ်တော်သူအဖြစ်ဖခင်ကချီးမြှောက်ပြီးတော့ယာကုပ်ကိုပြန်ပြီးမြင်တွေ့စေခဲ့တယ်ယာကုပ်ရဲ့နာကျင်ခြင်းတွေအားလုံးကိုဖခင်ကသူ့ရဲ့ကောင်းမြတ်ခြင်းတွေနဲ့တဖန်ပြန်ပြီးသက်သာစေခဲ့တယ်။သင်ကိုနှစ်သိမ့်မဲ့ဖခင်ရှိတယ်ဆိုတာကိုသတိရပါ။နေ့ရက်တိုင်းအချိန်တိုင်းဖခင်ကိုမျှော်လင့်ခြင်းနဲ့အသက်ရှင်ကြရအောင်။ဖခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဖခင်အထူးကောင်းချီးပေးပါစေ။တခါတရံလေးချခြင်းရှိခဲ့ပါတယ်။သခင်မညိုညံ့ရဖူးဖေးမဆွဲတူခဲ့ငိုယိုညှိတွားခြင်းရှိခဲ့တော်လေသခင်ဆုံးပြမထားဘူးအနာမဖော်ပြခဲ့ဒီကြိုင်ဝမ်းနေတဲ့ဖြစ်တဲ့နေစေသခင်ကိုမျှော်ကြည့်တတ်အောင်သင်ပေးတယ်တောင်ထိပ်ပေါ်သောငါရောက်စင်မှာသခင်ရဲ့လက်နဲ့မစားခြင်းတွေကြောင့်ပဲကိုတော်ရဲ့ကောင်းမြတ်တဲ့ပြန်လဲကြည့်လိုက်တိုင်းဘဝမှာကိုတော်ကျေးဇူးပြုခဲ့မြဲအနာဂတ်ခရီးလမ်းမှာအမှုတဲ့ပြုအောင်မဲ့ကျေးဇူးတင်တယ်ကိုတော်ကောင်းမြတ်ပါတယ်ရှိခဲ့ပါတယ်သခင်မညိုညံ့ရဖူးဖေးမဆွဲတူခဲ့ငိုယိုညှိတွားခြင်းရှိခဲ့တော်လေသခင်ဆုံးပြမထားဘူးနာမဖော်ပြခဲ့ဒီကြိုင်ဝမ်းနေတဲ့ဖြစ်တဲ့နေစေသခင်ကိုမျှော်လင့်တတ်အောင်သင်ပေးတယ်တောင်ထိပ်ပေါ်သောငါရောက်စင်မှာသခင်ရဲ့လက်နဲ့မစားခြင်းတွေကြောင့်ပဲကိုတော်ရဲ့ကောင်းမြတ်တဲ့ပြန်လဲကြည့်လိုက်တိုင်းဘဝမှာကိုတော်ကျေးဇူးပြုခဲ့မြဲတဲ့အနာဂတ်ခရီးလမ်း
the cool gems the care to a care babe your dream and ocean to big a chinda the camp you get more jam ya a sort of cool mama shibu yan dway like that say charm is a yari babeကိုတော့ကျေးဇူးပြုခဲ့အမြဲတမ်း